Hello အားလုံးပဲမင်္ဂလာပါရှင်ကျမဒီကနေ့ပေါ့နော်ကျမသုံးနေတဲ့ပစ္စည်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းတယ်ရှင်အဲ့ဒါကဘာလေးလဲဆိုတော့ဒီဆက်စမောကထုတ်တဲ့ဒီ makeup powder လေးပေါ့နော် makeup powder လေးနဲ့ makeup foundation powder လေးနဲ့ကျမမိတ်ဆက်ပေးခြင်းတာပါရှင်ကျမကကြတော့အရင်တော့ကတနခါလူတဲ့သူတယောက်ပေါ့နော်တနခါလူတဲ့သူတယောက်ဖြစ်တယ်အခုဆိုရင်ပေါ့နော်အလုံများတော့ကျမတနခါကိုမလူနိုင်ပေါ့နော်လူနိုင်တဲ့အတွက်ကြောင့်မို့လို့အခုချိန်မှာကျမဒီ foundation လေးကိုပေါ့နော်foundation လေးကိုကျမနည်းနည်းလေးလူတာပေါ့နော်နည်းနည်းလေးလူလို့ရှိရင်နည်းနည်းလေးလူလိုက်တာနဲ့ကျမမျက်နှာကကြတော့တနေကုန်နေပူသေးပဲထွတ်ထွတ်ကိုနေပူသေးပဲထွတ်ထွတ်ချွေးထွက်လာတာပဲဖြစ်ဖြစ်တနေကုန်မျက်နှာကပေါ့နော်တနေကုန်ဒီ foundation ဒီ makeup သားလေးကပေါ့တနေကုန်ခံနေစီတယ်ပြီးရင်ချွေးထွက်လာတာတော့ဒီဟိုကတော့အကွက်တာတချို့ makeup တွေဆိုရင်ချွေးထက်လာတော့နေပူထက်ထွက်တာလို့ဆိုရင် makeup သားတွေကမကောင်းတဲ့အတွက်ကြောင့်မလို့ makeup ဟိုဒီမျက်နှာပေါ်တဲ့အကွက်တွေဖြစ်တယ်ပေါ့နော်ဒီ makeup ကြီးတွေဟာဆိုလုံးဝမကွက်ဘူးရှင်ဘာလို့လဲဆိုရင်တဘာဝဒီ makeup ကြီးထဲမှာဆိုပေါ့နော်တဘာဝပစီနဲ့တွေနဲ့ထုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တရားရခိုင်တော့အပြည့်ကျွန်မအမခံတယ်ရှေ့သုံးဆွဲနိုင်ပါတယ်ပေါ့နော်ဘယ်အသားရည်မဆိုဘယ်အသားရောင်ဆိုပေါ့နော်ဥမာအဖြူတဲ့သားရောင်ရှိမယ်မဲတဲ့သားရောင်ရှိမယ်ညိုတဲ့သားရောင်ရှိမယ်အပီးတီးပေါ့နော်ကိုသားရောင်နဲ့ရွေသူ့သားရောင်နဲ့အလိုက်ရွေပြီးတော့သုံးလို့ရတယ်ရှေ့အရောင်ကသုံးမျိုးထုတ်ပေးထားတာပေါ့နော်သုံးမျိုးထုတ်ပေးထားတာဖြစ်တဲ့ကြောင့်ကိုသားရင်နဲ့လိုက်ပြီးတော့သုံးယူမယူလို့ရတာပေါ့နော်ပြီးရင်ကျမတို့ဒီကျမတို့ခါကြတော့မလားအရေးတော့ဆိုဒီမှာမြေရဲတွေတအားဖြစ်တဲ့သူတယောက်ပေါ့နော်အရေးပြစ်တာများတော့လေအခုဆိုကျမဒီမှာမြေရဲတွေလည်းတိတ်ပြီးတော့မရှိတော့ပေါ့နော်ဒီ makeup သားလေးနဲ့ဒီ makeup လေးကိုဒီလိုလဲလို့ရှိရဲမြေရဲတွေကလည်းဖြည်းဖြည်းနဲ့ပျောက်လာတာပေါ့နော်ပြီးရင်လည်းပဲဒီမျက်နှာပေါ်မှာဆိုရင်လည်းပဲကျမကအမဲဆက်တွေအများကြီးရှိတဲ့သူတယောက်ပေါ့နော်အခုဆိုရင်လည်းပဲမဲဆက်တွေကဆိုရင်တိတိတတ်တာပေါ့နော်ညော့နှမ်းလာတာပဲဖြစ်တယ်တကယ်လို့ရှိနေဆိုရင်လည်းပဲဒီ makeup သားလေးရှိနေတဲ့ဆိုရင်ဒါမှပေါ့နော်စိတ်ပူစရာမလိုဘူးရှက်ဘာလို့လဲဆိုတော့ဒီ makeup သားလေးဟာဆိုရင်ကိုမျက်နှာပေါ်မှာလိမ့်လိုက်ပြီဆိုတာ ਨੇ ဒီကိုရဲ့မျက်နှာမှာရှိတဲ့အမဲဆက်တွေကိုလည်းဖုံးပေးနိုင်တယ်ရှင့်ဒါကြောင့်မလို့ဒီ makeup ရည်တွေဟာဆိုရင်ဘာရကုန်မှာကောင်းတယ်ပေါ့နော်ကိုမျက်နှာတွေပေါ်မှာဆိုတဲ့အများကြီးလူးဆောင်လို့ရှင့်နည်းနည်းလေးလူးလိုက်တာ ਨੇ ကိုမျက်နှာမှာကိုမျက်နှာပိုင်းရင်လိုက်ပြီးတော့ပေါ့နော်ဖွေးနေစင်မှာမဖြစ်ပါတယ်ရှင့်ဒါကြောင့်မို့ဒီ makeup ရည်တပူးဟာဆိုရင်5 လတိတိကျမဆိုရင်5 လလောက်ခုဆိုရင်4 လလောက်ရှိသွားပြီပေါ့နော်5 လလောက်တိသုံးလို့ရတယ်ရှင့်အဲကြောင့်မို့အရန်ကမှလည်းတိုင်တယ်ပေါ့နော်ဒီ makeup ရည်လေးကိုကိုယ်တိုင်လည်းသုံးလို့ရတယ်လို့ဖြစ်တယ်လို့ဒါမှမဟုတ်လို့ရှိရဲ့ဈေးကွက်ထဲမှာဖြတ်ချီရောင်းချသူလည်းရှိတယ်ဆိုရင်လည်းပဲလာရမှာယူလို့ရတယ်ကိုယ်စလက်ကိုလည်းကျွန်မကလက်ခံတယ်ပေါ့နော်ဒါကြောင့်မို့ကိုယ်စလက်လုပ်ချင်တဲ့သူတွေဆိုရင်လည်းပဲကိုယ်စလက်ယူလို့ရပါတယ်ရှင့်ကိုယ်တိုင်သုံးချင်တယ်ဆိုရင်လည်းပဲမာယူဆက်တယ်လို့ရပါတယ်ရှင့်အဲ့ဒါပြီးလို့ရှိရင်လည်းပဲဒီပစ္စည်းတွေကို3 ရက်နဲ့မှပစ္စည်း3 ရက်နဲ့မှလည်းပဲစီးပွားရေးလည်းလုပ်ကင်လို့ရတယ်ရှင့်အသေးစိတ်ပြီးကျင်တယ်ဆိုရင်ကျွန်မစီမှာဆက်သွယ်မင်းများစုံစမ်းနိုင်ပါတယ်ရှင့်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်